2002ခုနှစ်ထဲမှာတဲ့22ပင်ပေါ့22ကြိမ်ပေါ့22ကြိမ်မှာတဲ့ထိတ်စီးရလေးတဲ့နောက်ပေါင်းလေးနဲ့ပရိရှစ်လို့ထွက်ပါတယ်ထိတ်စီးလေးနောက်ပေါင်းလေးပရိရှစ်လို့ထွက်ပါတယ်22ကြိမ်2002ခုနှစ်မှာထိတ်စီးလေးနောက်ပေါင်းလေးပရိရှစ်ကနေအဆောင်လိုက်သွားပေါ့1 2 3 4 5 6 9 10 10နှစ်ရောက်ရင်တစ်နှစ်ကျော်တယ်မှာ12ကြိမ်ပါတဲ့ထိတ်စီးရ4တဲ့နောက်ပေါင်းက4နဲ့ပရိရှစ်လို့ထွက်ပါတယ်2014ထဲမှာထိတ်စီးလေးနောက်ပေါင်း4နဲ့ပရိရှစ်ထွက်ပြီးရတယ်သူရဲ့10နှစ်ညောက်သွားပေါ့1 2 3 4 5 6 9 10နှစ်ရဲ့တစ်နှစ်ကျော်ပရိရှစ်လို့ထွက်ရပါမယ်4နှစ်တဲ့4နှစ်တည်လေပရိရှစ်တဲ့ဒီရှိပရိကနေစောင်း10နှစ်သွားပေါ့1 2 3 4 5 6 9 10နှစ်ရဲ့တစ်နှစ်ကျော်မှာလေ4ခွန်ခွန်လည်းပရိရှစ်တဲ့ဒီ4ခွန်ပရိရှစ်ကနေ10နှစ်အဆောင်သွားပေါ့1 2 3 4 5 6 9 10နှစ်တဲ့10နှစ်ရဲ့တစ်နှစ်ကျော်2026နှစ်ကြိမ်မှာပရိရှစ်ရှိုက်အောင်မလားပေါ့2014ခုမှာတဲ့ဒီ6ထိပ်စီလေး6ထိပ်စီလေးရတဲ့သူ့ရဲ့အပေါ်တစ်ပွဲကြောင့်ပါ6ထိပ်လို့ရိုက်တယ်6ထိပ်စီရ6ထိပ်ဒီ6ထိပ်စီလေးရလေတဲ့တစ်နှစ်2နှစ်ထဲမှာ6ထိပ်လို့ရိုက်တယ်6သုံးလုံးခွေလေးပေါ့6ထိပ်စီတဲ့သူတစ်ဝဲကျော်6ထိပ်စီတဲ့ဒီ6ထိပ်စီကနေ2နှစ်ထဲ6ထိပ်စီတဲ့အဲ6ထိပ်စီလေးရဲ့အဆောင်မှာပရိတ်တုံးပရိတ်နှစ်လို့ထပ်ကြပါတယ်ဒီပရိတ်နှစ်ပရိတ်တုံးလို့ကြားထားတယ်ပရိတ်နှစ်ကနေတစ်နှစ်2နှစ်3နှစ်ရဲ့ထပ်ပတ်မှာ10ပရိတ်ကိုရိုက်ပါတယ်ဒါပထမကတ်လေးပေါ့ပထမကတ်ထောက်ချက်လေးပေါ့ဗျာ2020ထဲမှာထိပ်စီရ6တဲ့6ထိပ်စီလေးတွေ့ရတဲ့ပွဲကြောင့်မှာထိပ်စီ6လို့ဖြစ်တယ်ဒီ6ထိပ်စီလေးရဲ့2နှစ်ထပ်ပါမှာလဲ6ထိပ်စီလို့ရိုက်တယ်6သုံးလုံးလို့အဲ့လို6သုံးလုံးရိုက်ပြီးရအဆောင်မှာပရိတ်က3နဲ့ပရိတ်က2လို့ဖြစ်တယ်2ပရိတ်3ပရိတ်ထပ်တယ်အပရိတ်2လေးရဲ့ဘေးတိုက်3နှစ်ထပ်ဖက်တစ်နှစ်2နှစ်3နှစ်ထပ်ဖက်ပရိတ်8လို့ရိုက်အောင်မလားပေါ့6ထိပ်စီတဲ့6ထိပ်စီတဲ့6ထိပ်စီလို့ခွေတယ်တဲ့သူ့ရဲ့ဆောင်မှာတဲ့ပရိတ်3ပရိတ်2ကထက်ကြတယ်ဒီပရိတ်2ရဲ့3နှစ်ရဲ့ထပ်ဖက်လေးမှာပရိတ်8လို့ရိုက်ပါတယ်6ထိပ်စီတဲ့6ထိပ်စီတဲ့6ထိပ်စီလို့ရိုက်တယ်ဒီ6ထိပ်စီရဲ့ဆောင်မှာပရိတ်3ပရိတ်2လို့ရိုက်ထားတယ်တဲ့ဒီပရိတ်2လေးရဲ့တစ်နှစ်2နှစ်3နှစ်ရဲ့ထပ်ဖက်မှာပရိတ်88ရိုက်အောင်မလားပေါ့အားလုံးသောတတိယချင်းမိတ်ဆွေပေါင်းတို့မင်္ဂလာပါ92ခုနှစ်မှာတဲ့459ပရိတ်8ရဲ့ဆောင်မှာ
နှစ်ကိုခွန်လို့ထွက်တယ်တဲ့4-5ခုနဲ့နှစ်ကိုခွန်ကဒီလိုစောင်းထွက်တယ်ပေါ့အဲ့လိုစောင်းထွက်တာရဲ့နောက်တစ်နှစ်ထဲမှာတဲ့တစ်ခါနဲ့ဘွာပေါင်းကူနဲ့ဘူပရိတ်တီတဲ့တစ်ချိန်နဲ့ကြာပါမယ်တစ်ခါတဲ့ဘွာပေါင်းကူတဲ့တစ်ခါဘွာပေါင်းကူနဲ့ဘူပရိတ်တီတစ်ချိန်နဲ့ကြာပါတယ်အဲ့ဒီထဲမှာတစ်ခါနဲ့ဘွာပေါင်းကူနဲ့ဘူပရိတ်တဲ့ဒီဘူပရိတ်ကဒီနေရာမှာကြာတာသူ့ရဲ့လက်ဝဲအဆောင်2နှစ်3နှစ်မြောက်မှာပရိတ်ရှိလို့ထောက်ပါတယ်ဒီ18ပရိတ်ထောက်တာရဲ့အဆောင်ကဘူကြီးလို့ထောက်ထားပါတယ်996ဘူကြီးဒီ18ပရိတ်ရဲ့ဒီဘူကြီးပရိတ်ရာဒီမှာတစ်ခါနဲ့ကွာပေါင်းကိုနဲ့ဘူလေးလို့ထွက်ပါတယ်တစ်ခါနဲ့ကွာပေါင်းကိုဘူလေးလို့ထွက်ပြီးရတယ်သူ့ရဲ့အဆောင်2နှစ်ရဲ့တစ်ပတ်မှာတဲ့အဆောင်2နှစ်ရဲ့တစ်ပတ်မှာခွန်ခါတဲ့တုံညာခါတဲ့ကိုခါလို့ခါ3လုံးစောင်းပါတယ်ခါ3လုံးခွန်တုံညာကိုလို့စောင်းခဲ့ပြီးတော့ဒီကိုခါလေးရဲ့ဘော်တပွဲမှာတင်ငါတွဲလို့တွဲပါတယ်ကိုတင်ငါလို့တွဲပါတယ်အဲ့လိုကိုတင်ငါလို့တွဲပြီးတော့ကိုတင်ငါရဲ့ရှားလက်ကိုဒီတင်ငါတွဲနဲ့သူ့ရဲ့တနေကျော်ကိုထိတ်စီနဲ့ကိုတင်ငါကိုတင်ငါကူလို့ဖြီးပါတယ်ကိုတင်ငါကိုတင်ငါကူလို့ဖြီးလိုက်သည့်အတွက်သူ့ရဲ့နောက်နှစ်မှာတဲ့ရှင်းနှလုံးပေါင်းလေးကိုနောက်ပိတ်နဲ့ပရိတ်3လို့ထွက်ပါတယ်အဲ့လိုရှေးပေါင်းလေးကိုနောက်ပိတ်ပရိတ်3ရဲ့အဆောင်မှာတဲ့ထွက်တဲ့ပရိတ်တီးတဲ့သူဘေးမှာပရိတ်ကိုတဲ့ပရိတ်ခွန်တဲ့ပရိတ်8လို့ထွက်ပါတယ်ကိုခွန်8လို့ရိုက်ပါတယ်ဒါပထမကဒုတိယက2016မှာတဲ့4-5ခုနဲ့9ခုလေးကအဆောင်လိုက်တဲပါတယ်4-5ခု9ခုအဆောင်လိုက်တဲပြီးရဲ့နောက်နှစ်ထဲမှာတစ်ခါနဲ့ကွာပေါင်းကိုဘူလေးပရိယာအဲ့နှစ်ထဲမှာတစ်ချိန်နဲ့ပဲထွက်ရပါတယ်တစ်ခါကွာပေါင်းကိုဘူလေးပရိတစ်ချိန်နဲ့ပဲကြာပါတယ်တစ်ခါကွာပေါင်းကိုဘူလေးပရိတီးတဲ့သူဒီနေရာမှာကြာမယ်ဆိုရင်တဲ့သူ့ရဲ့လက်ဝဲစောင်း3နှစ်မြောက်မှာတဲ့10ပရိတ်လို့ထောက်ပါတယ်တဲ့10ပရိတ်ထောက်ပြီးရတယ်အဲ10ပရိတ်ရဲ့စောင်းကဘူကြီးလို့ထောက်ထားပါမယ်866ဘူကြီးဒီဘူကြီးထောက်လို့မို့ဒီ10ပရိတ်ရဲ့တန်တန်မှာတဲ့ဒီခါနဲ့ကွာပေါင်းကိုဘူလေးပရိတ်ထွက်ပါတယ်အဲ့လိုဘူလေးထွက်ပြီးရတဲ့အဆောင်2နှစ်ရဲ့ထပ်ပတ်မှာတဲ့ခွန်ခါတဲ့3ညာခါကိုခါတဲ့ခွန်3ညာကိုလို့သူကစောင်းခဲ့ပါတယ်စောင်းလိုက်တဲ့ခွန်3ညာကိုခါလေးရတယ်သူ့ရဲ့အပေါ်တပွဲကြုံမှာတင်ငါတွင်နဲ့ကိုတင်ငါလို့ဖြစ်ပြီးရနေတဲ့ဒီကိုတင်ငါကိုဒီတင်ငါတွင်နဲ့တနည်းကျော်ကိုထိတ်စီကိုတင်ငါကိုလို့ဖြီးပါတယ်တင်ငါကိုလို့ဖြီးပြီးရရဲ့သူ့ဘေးကိုင်နဲ့မှာရှင်းနှလုံးပေါင်းလေးနဲ့ကိုနောက်ပိတ်နဲ့ပရိတ်3ကိုရိုက်ပါတယ်ရှေးပေါင်းလေးကိုနောက်ပိတ်ပရိတ်3ရဲ့အဆောင်မှာထွက်မဲ့ပရိတ်တီးတဲ့ကိုပရိတ်တဲ့ခွန်ပရိတ်တဲ့ရှေးပရိတ်လို့ရိုက်ထွက်ရပါမယ်ကိုခွန်8ဆိုပြီးကိုခွန်8ဒီမှာလဲကိုခွန်8လို့ရိုက်ပါတယ်